ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကအလွန်မှဆင်းရဲနွမ်းပါတဲ့ဆွေမရှိမျိုးမရှိအိမ်မရှိရမရှိတောင်းရန်စားတော့ပြီးတော့အသက်မွေးရတဲ့တကူလုံးလည်းပဲကုဋ္ဌနုနာယောဂါတွေဆွဲကပ်နေတဲ့သုပ္ပဗုဒ္ဓဆိုတဲ့လူနုတကာကြီးတယောက်ကိုအကြောင်းပြုပြီးတော့ဒီကထားတော့ကိုဟောတာဒီနေ့မှအဲ့ဒီတကာကြီးကတောင်းရန်စားတော့ဖို့ဆိုပြီးတော့မြို့ထဲကိုသွားရင်းနဲ့လူစုလူဝေးကြီးတစ်ခုတွေ့တဲ့အခါမှာတစုံတရာများဝင်ငှနေသလားဆိုတဲ့အတွေ့နဲ့သူအဲ့ဒီနာကိုရောက်သွားတယ်အဲ့ဒီနာရောက်တော့တဲ့အခါကျတော့သူမျောလင့်တဲ့အတိုင်းတစုံတရာကိုဝင်ငှနေကြတာမဟုတ်ဘူးမြတ်စွာဘုရားကတရားနာပေးသက်တွေကိုတရားဟောနေတာအဲ့တော့သူကမြတ်စွာဘုရားရဲ့ပုံမှာကြီးညိုပြီးသားဖြစ်တဲ့အတွက်ကြောင့်ပေးသက်ဆုံးကနေထိုင်ပြီးတော့မြတ်စွာဘုရားဟောပြတဲ့တရားစကားကိုတကယ့်ကိုတရိုတသိတန်ဖိုးထားပြီးတော့မျက်နှုံတို့နားယူတယ်မြတ်စွာဘုရားရဲ့စကားတော်တွေဆိုတာကရာနှုံးကြည့်တဘာဝကြတဲ့အကြောင်းအကျိုးစိုက်တယ်အခုဒီသုဘဗုဒ္ဓကနားထောင်ရင်းနဲ့အတိညာဏ်ကတက်တာလောက်ထိအတိညာဏ်ကမြင့်သွားအောင်တက်သွားတယ်သစ္စာ၄ပါးကိုထုတ်ထွင်းပြီးတော့သိတယ်မဲ့ဉဏ်ဖိုဉဏ်အဆင့်ထိရောက်အတိညာဏ်ကမြင့်တက်သွားအဲ့ဒါကြောင့်မလို့တတန်တရားလုံးတစ်ခါမှမရခဲ့ဘူးတဲ့ငြိမ်းအေးမှုချမ်းသာကိုသူအဲ့ဒီမှာရတယ်ဒါကြောင့်အလွန်ငြိမ်းအေးသွားတဲ့အတွက်ကြောင့်ဒကာကြီးစိတ်ထဲမှာနှစ်သက်မှုကျဉ်းနှံ့မှုချမ်းသာနဲ့ပြည့်အဲ့ဒါနဲ့အလွန်မှကျေးဇူးတင်တယ်ဘု து ကိုတော့မြတ်စွာဘုရားကိုပေါ့မြတ်စွာဘုရားရဲ့ကျေးဇူးတရားကြောင့်ငါဟာအလွန်မှသိနိုင်ခဲ့မြင်နိုင်ခဲ့တဲ့သူတော်ကောင်းတရားကိုသိရတယ်ဒါကြောင့်ငါဟာရနိုင်ခဲ့တဲ့ပိုင်နိုင်ဆိုင်နိုင်ခဲ့တဲ့ချမ်းသာအစစ်ကိုရရတယ်မြတ်စွာဘုရားသူ့ရဲ့ကျေးဇူးရှင်အဲ့ဒါကြောင့်သူ့မှာဒီလိုသူတော်ကောင်းတရားကိုသိလို့စစ်မှန်တဲ့ချမ်းသာကိုရနေပါတယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားကိုကျေးဇူးတင်စကားရှောက်ချင်တယ်ဒါကြောင့်မြတ်စွာဘုရားနာကိုသွားမယ်လို့သူစဉ်းစားပြီးဘုရားဒီကိုလှမ်းကြည့်ဒါပေမဲ့မြတ်စွာဘုရားနာမှာပိဋကတ်တွေကအများကြီးရှိနေတယ်သူကလည်းပဲလူနာယောဂတွေကြီးဆိုတော့ပြောရရင်သူအလိုက်သိတယ်ပေါ့ငါဒီလိုအခြေအနေမျိုးမှာမြတ်စွာဘုရားနာကိုငါမချင်းကပ်တဲ့သေးဘူးအဲ့တော့မြတ်စွာဘုရားကြောင်းတော်ပြန်ကြွသွားပြီဆိုတော့မှနောက်ရောက်မှအေးအေးစီးစီးရှိတော့မှကြောင်းတော်ကိုသူလိုက်သွားတာအဲ့ဒါလိုလိုက်သွားတဲ့အချိန်မှာလမ်းမှာတရားမင်းနဲ့တွေ့နော်တရားမင်းကဘာလို့တွေ့တာတော့သူ့ရဲ့ယတနာမြတ်သုံးပါးရဲ့ပုံမှာယုံကြည်မှုတရားတရားဟာဘယ်အတိုင်းဓာတ်ထိခိုင်မြဲမှုရှိသလဲဆိုတာကိုသိကျင်လို့လာတွေ့တာတွေ့တဲ့အခါကျတော့တရားမင်းကဘာပြောတော့အရှင်သုဘဗုဒ္ဓတဲ့သင်ဟာအလွန်မှဆင်းရဲနွမ်းပါတဲ့ဒုက္ခိတတယောက်ဖြစ်တယ်ဒါပေမဲ့လို့ဖရာတရားတန်ခါယတနာမြတ်သုံးပါးကြောင့်ငါမှဘာအကျိုးမှမရှိဘူးဒါကြောင့်ယတနာမြတ်သုံးပါးကိုငါအလိုမရှိဘူးဆိုတဲ့စကားတစ်ခွန်းကိုသာသင်ပြောမယ်ဆိုလို့ရှိရင်သင်ကိုနုနာယောဂပျောက်ပြီးတော့စီးစိမ်ဥစ္စာနဲ့ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်အောင်ငါလုပ်ပေးမယ်ဖျားယောင်းကြည့်တာပေါ့နော်ယတနာမြတ်သုံးပါးကိုအလိုမရှိဘူးယတနာမြတ်သုံးပါးကြောင့်ငါမှဘာအကျိုးမှမရှိဘူးဆိုတဲ့စကားတစ်ခွန်းပြောရမယ်တဲ့တော့ဘာပြောနိုင်မှာမလားဘယ်ပြောနိုင်မလို့ကျေးဇူးတင်တယ်ကတော့ပြောမလို့လေဟုတ်လားအဲ့တော့လည်း तू မော့ကြည့်ပြီးတော့သင်မစုတော့မေးဂျာမင်းကလည်းပုံမွင်လင်းလင်းပဲမကွယ်မဝက်ငါတရားမင်းမေးဆိုတော့တော့ဘာပြောတော့သင်ဟာတရားမင်းဆိုရင်လည်းအလွန်မိုက်ကန်းတဲ့တရားမင်းပဲဖြစ်နေတယ်ကောင်းတဲ့တရားမင်းတော့မဟုတ်နိုင်ဘူးပေါ့ဆိုငါ့ကိုသင်ဟာအပေါ်ယံကြည့်ပြီးတော့အလွန်ဆင်းရဲတဲ့လူတစ်ယောက်လို့ထင်နေတာတဲ့အဲ့ဒါကအလွန်မှားနေတယ်တကယ်ဆိုလို့ရှိရင်ငါဟာသင်ထင်တယ်လို့ဆင်းရဲနွမ်းပါတဲ့လူတစ်ယောက်မဟုတ်ဘူးငါဟာချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်ဖြစ်တယ်တဲ့ဟောတောင်းစားတဲ့နုနာယောဂတဲ့တရားကသူ့ကိုယ်သူဘလို့ပြောနေတာချမ်းသာကြွယ်ဝသူတစ်ယောက်ပါတဲ့သူ့ကိုယ်သူချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်ဖြစ်တယ်လို့ပြောဖို့အတွက်သူ့မှာခိုင်လုံတဲ့အကြောင်းပြချက်ရှိတယ်တရားမင်းတဲ့ဟောဒီလောကကြီးမှာစစ်မှန်တဲ့ချမ်းသာကိုပေးတဲ့လို့ပညာရှိသူတော်ကောင်းကြီးတွေအလွန်မှတန်ဖိုးထားပြီးတော့မျက်နှိုးတော်မူကြတဲ့ဥစ္စာပစ္စည်းကြီး9မျိုးဆိုတာရှိတယ်တဲ့တတ္တာဒနံသီလဒနံဟိရိဥတ္တပိယန္တနံတုတ္တဒနံစာဂောစပညာဝေတတ္တမတနံဘုရားရှင်ကိုရမေကြီးရဲ့အလုံးစုံကိုသိတော်မူမြင်တော်မူတယ်လို့ဆိုတဲ့တပ္ပယုတ္တဉာဏ်ကိုယုံကြည်ရင်အဲ့ဒါကိုတရားတရားလို့ခေါ်တယ်ဒုကိုကိုတဲ့မြတ်စွာဘုရားသည်တရားအလုံးကိုအမှန်ကန်သိတော်မူမြင်တော်မူတယ်လို့စိတ်ထဲကလိုက်လေယုံကြည်ရင်အဲ့ဒါကိုခေါ်တော့တရားတရားလူတယောက်အနေနဲ့၅ပါးသောတိက္ခာဘုဒ္ဓကိုဖြူစင်အောင်စောင့်ထိန်နေမယ်ဆိုရင်သီလဒနဟုတ်လားမကောင်းမှုအကုသိုလ်တွေကိုပြုရပြောရတွေးရမှာကိုရှက်တယ်ဆိုရင်ဟိရိကြောက်တယ်ဆိုရင်ဥဒ္ဒပဒုက္ခငြိမ်းချမ်းချမ်းသာကြောင်းနိလန်းအစစ်လို့ဆိုတဲ့ဘုရားဟောတရားဒေသနာတွေကိုအများကြီးလေ့လာလိုက်စမှတ်သားထားမယ်ဆိုရင်တော့သုတ္တညိကတွတာမှုကိုဖြတ်တောက်ပြီးတော့ဆွတ်လွတ်နိုင်စွမ်းရှိမယ်ဆိုရင်စာကစောစောကပြောခဲ့တဲ့ကိုယ့်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိတယ်မြင်တယ်နားလေတယ်ဆိုရင်ပညာဘယ်နှမျိုးတော့တတ္တာသီလဟိရိဥဒ္ဒပသုတ္တစာကပညာအလွန်မွန်မြတ်တဲ့စိတ်ရဲ့အည်အသွေးကြီး9မျိုးပေါ့နော်အဲ့ဒါကိုပညာရှိသူတော်ကောင်းတွေကစစ်မှန်တဲ့ချမ်းသာကိုပေးတယ်လို့အမျက်ဆုံးသောဥစ္စာပစ္စည်းတွေလို့သူတို့ကတန်ဖိုးထားကြတာတရားမင်းတဲ့အခုငါပြောခဲ့တဲ့အဲ့ဒီဥစ္စာပစ္စည်းကြီး9မျိုးကိုဟောဒီလူလောကကြီးမှာအဋ္ဌိယပုရိတတ္တဝါမိမသားတွေပဲဖြစ်ဖြစ်ယောက်ျားသားတွေပဲဖြစ်ဖြစ်တကယ်လို့ကိုယ်တန်တန်မှာရှိအောင်သာလှုပ်ထားမယ်ဆိုလို့ရှိရင်
အတ္တလိဒေါတိတံအာဟုတဲ့အဲ့ဒီပုဂ္ဂိုလ်ကိုအလွန်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်တဲ့အမောကံတတ္တဇီဝိတံသူ့ရဲ့ရှင်သန်ခြင်းကိုလည်းတန်ဖိုးရှိသောအကျိုးရှိသောရှင်သန်ခြင်းဖြစ်တယ်လို့လည်းဆိုရမယ်နှစ်ချက်ပြောတယ်နော်တရာတိလဟိရိဩတ္တပသုဒ္ဓစာကပညာရှင်သူသည်လူချမ်းသာတယောက်ဖြစ်တယ်သူ့ရဲ့ရှင်သန်ခြင်းသည်အကျိုးရှိသောတန်ဖိုးရှိသောရှင်သန်ခြင်းတနည်းအားဖြင့်လူဖြစ်ကျိုးနဲ့တဲ့ရှင်သန်ခြင်းပေါ့နော်အဲ့တော့သူကတော့အဲ့ဒီဥစ္စာပစ္စည်းခုနှစ်မျိုးသူ့တဏ္ဍာမှာရှိလို့သူဟာချမ်းသာသူဖြစ်တယ်လို့အတိအလင်းပြောတာနော်ဒါတရားမင်းကိုသူပြန်ပြီးတော့ရဲဝံတုံ့ပြန်တဲ့စကားပေါ့တော့တရားမင်းကို၌ကလည်းပဲသောတပန်ရိယာသူတော်စင်တယောက်ဖြစ်နေတဲ့အတွက်ကြောင့်ဝမ်းသာတာပေါ့မိကောင်းဆွေကောင်းတယောက်ရပြီဆိုတဲ့အတွေ့လည်းဖြစ်မယ်ပေါ့နော်အဲ့ဒါနဲ့သူ့ရဲ့ရှိကနေမြတ်စွာဘုရားဒီကိုအရင်ရောက်အောင်သွားနှင်ပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်တဲ့တရားမင်းကမြတ်စွာဘုရားသုဘဗုဒ္ဓရဲ့ယုံကြည်မှုတရားကိုတုံ့လှုပ်လိမ့်မလားလို့ပြီးတော့စမ်းကြည့်တယ်ဗျာတုံ့လှုပ်မှုမရှိတာကိုတွေ့ရတယ်ဆိုတော့မြတ်စွာဘုရားကတင်းလို့တရားမင်းမောင်းအရာထောင်မကသုဘဗုဒ္ဓရဲ့တရားကိုတုံ့လှုပ်အောင်ဝိုင်းဝန်းပြီးတော့ကြံဆောင်ကြမယ်ဆိုရင်တော့တင်းတို့အောင်မြင်မှာမဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သူဟာသစ္စာ၄ပါးကိုပฏิဝေဒအစဉ်နဲ့ထွန်းဖောက်ပြီးတော့သိထားတဲ့အတိတုဉာဏ်တို့ကိုရထားလို့တဲ့အဲ့ကြတော့မှတရားမင်းလည်းပဲဝမ်းမြောက်ဝမ်းသာတာဝရိန္ဒနတ်ပြည်ကိုပြန်အဲ့ဒါခဏနေတော့သုဘဗုဒ္ဓတက္ကကြီးမြတ်စွာဘုရားဒီကိုရောက်လာတယ်ရောက်လာတော့ရှ िख ိုးဥချတင်တင်လျောက်ပတ်တဲ့နေရာမှာထိုင်စောတော့ကပြောခဲ့သလိုမြတ်စွာဘုရားရဲ့ကျေးဇူးတရားတွေကိုအဲ့ဒီမှာသူရှောက်တယ်သူဟာသူတော်ကောင်းတရားကိုသိရလို့စစ်မှန်တဲ့ချမ်းသာကိုရနေတယ်ဆိုတဲ့အကြောင်းနော်အဲ့လိုရှောက်ချင်တာလေးတွေရှောက်ပြီးတော့မှမြတ်စွာဘုရားကိုရှ िख ိုးဥချနှုတ်ဆက်ပြီးတော့သူနေတဲ့နေရာလေးကိုတပံပြန်လာတယ်အဲ့လိုပြန်လာတဲ့အချိန်မှာအပြန်လမ်းမှာဘာဖြစ်လဲဆိုတော့ဘဝတစ်ခုကရန်ညိုးရှိခဲ့ဘူးတဲ့ဘီလူးမကသားသက်မေနွားမတကောင်ကိုဝင်ပူးပြီးတော့သူ့ကိုခွေ့တက်လို့သူဟာလမ်းပေါ်မှာပဲကွယ်လွန်နေဆာရောက်သွားတယ်အဲ့ဒါဆွေမရှိမျိုးမရှိဘာကြောတောင်းတော့ခမမရှိဘာမိသားစုဝင်မှမရှိတော့အဲ့ဒီအလောင်းကိုတော့ဘယ်သူမှလာပြီးတော့ရုတ်တရက်လာမကောက်လမ်းပေါ်မှာဒီတိုင်းပဲပုစုပဆက်သေးနေဒါကိုဆွမ်းကပြန်ကြွလာတဲ့ရဟန်းတော်တွေကမြင်ကြတော့ကျောင်းရောက်တဲ့အခါမှာမြတ်စွာဘုရားကိုမေးကြတာမြတ်စွာဘုရားသုဘဗုဒ္ဓတက္ကကြီးတော့ကျောင်းတော်ကအပြန်လမ်းမှာနွားခွေခံရလို့ရှုံးရှာပြီဗျာအဲ့ဒါဘယ်ဘဝမြန်ရောက်သွားတယ်မသိဘူးအဲ့ဒါမြတ်စွာဘုရားကယဟန်တို့တဲ့သုဘဗုဒ္ဓဟာသစ္စာ၄ပါးကိုသိနိုင်တဲ့အစွမ်းရှိတဲ့ဉာဏ်ကိုရတဲ့အတွက်ကြောင့်တာဝတိနာနတ်ပြည်ကိုရောက်သွားပြီလို့အမိန့်ရှိအဲ့လိုအမိန့်ရှိလိုက်တော့တချို့ယဟန်တော်တွေကမြတ်စွာဘုရားကိုမေးခွန်းတွေပြန်ပြီးတော့ထုတ်ကြတယ်တဲ့။ဘာမေးလဲဆိုတော့မြတ်စွာဘုရားတဲ့ဒီလိုအတိတူဉာဏ်တို့ကိုရနိုင်လို့တဲ့ဘုံကံပါရမီတို့ပါလာတဲ့ပုဂ္ဂိုလ်တယောက်ဒီဘယ်နဲ့ကြောင့်အနုအရွယ်လူစင်းရဲ့တယောက်ဖြစ်နေရတယ်လေတဲ့။ဘယ်နဲ့ကြောင့်လမ်းပေါ်မှာနွားတစ်ကောင်ခွေတာကိုခံရလို့ရုပ်ပြဆင်းပြကွယ်လွန်ဒိဋ္ဌာရောက်တော်ရတယ်လေတဲ့။အဲ့လိုမေးတော့မြတ်စွာဘုရားကယဟန်တို့တဲ့ဒါဟာတစ်ချိန်လုံးကသူလုတ်ခဲ့တဲ့လုတ်ရက်နဲ့တန်တဲ့အကျိုးရလဒ်ကိုရရှိခြင်းမျှတာဖြစ်တယ်